ယ်ကောင်းတဲ့ချောင်း ပလင်ကာနဲ့ဆိုတာပါလေ ပြောတာဘယ်ကောင်းလဲပြော ဟုတ်ပါနော်ချောင်းကိုင်းရှုံးပြီဆိုတော့ဘယ်သူပြောလဲဆိုင်မေးပြုံး နော်တက်ပြီ ဟောင်းနေရှောက်က4ယောက်5ယောက်အားဖဲလိုက် Ezra ဟောပေးမဲ့ကောင်တင်နေတာဆိုတော့လေကျွန်တော်တို့မေဂါယူလို့ရပါပြီလေနားမှာတန်းမှာအန်လို့ရရင်တော့အဲ့ပတင်နိုင်လို့ရှိရင်4ယောက်5ယောက်ကြီးပြရီ3ရီပေါက်ခံထားတယ်ဒါမှလည်းနောက်ကတော့ပြန်ပတ် Fracture နဲ့ Gary ပိုင်းနာလေးကိုတော့ရှောင်းတိုင်းနေပဲနောက်ထပ်အနေနဲ့ကတော့မေဂါလေးပဲယူလိုက်ပါကျွန်တော်တို့နော်ကဲပေါ်လဲလောလာအောင်မှဘာညာနဲ့မဲက3လမ်းတော့ရပြီအဲနိုင်မလားပဲကြည့်ရမှာအဲ့ဒီလည်းအန်လို့ရတယ်17မိနစ်ကို1300လောက်ပြတ်နေတဲ့ပွဲဆိုတော့ရသားတို့ဂိမ်း3အတွက်အားချန်ထားလိုက်တော့ဟာလားဂိမ်း2ဟုတ်တာမလားဂိမ်း2အတွက်အားချန်ထားလိုက်တော့နော်ဂိမ်း1ကိုအချိုင်းမစော့နဲ့တော့ကဲလောတော့လေအပေါ်ကနေတော့ပြေးဝင်လာနေပဲလေနဲ့အောက်ကနေပြီးတော့တက်လာတဲ့ Freeway ကြောင့်တခါတန်းဖို့တော့လုံနေတယ်ဟောဘာမလဲဆို Way of Dragon ကြောင့်ဖာစာချီကူအပါလိုက်ပြီဒီကမှာတော့ Flicker ပြန်ခုန်တော်သွားတယ် G3 လေးကတော့ဂျားညပြီးရှောင်းသွားတယ်ကောက် Blending ကျတော့ G ကွမ်တို့တင်ပြီးတော့ဖြတ်ပေးသွားတယ် Blink ချောင်းဒီပွဲတစ်ပွဲလုံး performance တွေထွက်နေတယ်တော့လေ stick နေတယ်အကုန်လုံးရိုက်ခွဲသွားတော့မတိုးတဲ့ Hero ကလေးကောင်နောက်ဆုံးမှာ9ကောင်လုံးမှာအဆုံးသက်ထားနေတယ်